တင်ဟာပင်ပန်းနေပြီလားလောကကြီးကတင့်ကိုအယမ်းနှိမ့်ဆက်နေတယ်လို့ခံစားနေရပြီလား David Goggins ကတော့တင့်ကိုဒီလိုပြောပါလိမ့်မယ်ဂျာဟာအစပဲရှိသေးတယ်တဲ့ဒီနေ့မှာတော့ကမ္ဘာအကျန်းဆုံးလူသားလို့တင်စားခံရတဲ့ Navy SEAL ဟောင်း David Goggins ရဲ့ Can't Hurt Me စာအုပ်ထဲကဘဝကို180 ဒီဂရီပြောင်းလဲပြစ်မဲ့ show what ခက်ဒီကိုဝေမျှပေးသွားမှာပါသူဟာပေါင်3လကျော်ဝတ္ထုကြီးဘဝကနေအမေရိကန်ရဲ့အထူးတက်ဖွဲ့ဝင်ဘယ်လိုဖြစ်လာခဲ့တာလဲအပိုင်း1 40% စီမင်း the 40% rule ကျွန်တော်တို့အလုပ်တစ်ခုခုလုပ်လို့ငါတော့မရတော့ဘူးပင်ပန်းလာပြီလို့ထင်လိုက်တဲ့အချိန်တိုင်းမှာဒီကေတော့ကျွန်တော်တို့ရဲ့စွမ်းအင် 40% ကိုပဲသုံးရနေတာပါလို့ Goggins ကဆိုပါတယ်ကျန်တဲ့ 60% ကိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကအရန်အနေနဲ့သိမ်းထားတာပါဘာလို့လဲဆိုတော့အုံနောက်ရဲ့အဓိကအလုပ်ကကျွန်တော်တို့ကိုနာကျင်မှုကနေကာကွယ်ဖို့ဖြစ်နေလို့ပါဒီ 40% အသားစီးကိုကြော်ဖြတ်နိုင်မှသာတင့်ရဲ့တကက်စွမ်းအားအစစ်အမှန်ကိုတွေ့ရမှာဖြစ်ပါတယ်အပိုင်း2တာဝန်ယူရမှုရှိတော့မှန်ချက် the accountability mirror Goggins ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့အဓိကအချက်ကမှန်တစ်ချက်ပါသူဟာမှန်ရှိမှရက်ပြီးကိုအလင်းအညာမပါပဲအမှန်တိုင်းပြောပါတယ်မင်းကဝနေတာပဲမင်းကပြင်းနေတာပဲမင်းကကြောက်နေတာပဲကိုယ့်ရဲ့အားနည်းချက်တွေကိုအရှိအတိုင်းဝန်ခံတာဟာပြောင်းလဲဖို့အတွက်ပထမဆုံးခြေလှမ်းပါမှန်ပေါ်မှာတင်းရပန်းနိုင်တွေကိုစာကတ်ထားပါအဲ့ဒီစာတွေကိုဖတ်ပြီးတိုင်းငါဒီနေ့ဘာလုပ်ခဲ့ပြီးပြီလဲလို့ကိုပြန်မေးဖို့ Goggins ကတိုက်တွန်းထားပါတယ်အပိုင်း3စိတ်ဓာတ်ကိုမာကျောစင်အောင်လုပ်ခြင်း callousing the mind ဂီတာတီးတဲ့သူတွေရဲ့လက်ထိပ်ဟာတီးဖန်များလာရင်ထူပြီးမာလာတယ်လို့ပါပဲစိတ်ဓာတ်ကလည်းအဲ့ဒီလိုလုပ်လို့ရပါတယ်အဲ့ဒါကို Goggins က callousing the mind လို့ခေါ်ပါတယ်တင်မလုပ်ချင်ဆုံးအရာတွေကိုနေလိုက်ရွေးလို့ပါမနှက်စောစောမထချင်ဘူးလားထလိုက်ပါမပြေးချင်ဘူးလားပြေးလိုက်ပါနာကျင်မှုနဲ့ခက်ခဲမှုတွေကိုထက်ခါတလဲလုံဆိုင်ခြင်းအပြင်တင်းရဲ့စိတ်ဓာတ်ဟာဘယ်အရာကမှဖျက်ဆီးလို့မရတဲ့တန်မဏိလို့မာကျောလာပါလိမ့်မယ် Goggins ကပြောခဲ့ပါတယ်ကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ထင်ထားတဲ့ထက်ပိုပြီးစွမ်းဆောင်နိုင်ခြင်းရှိကြပါတယ်တဲ့အဓိကကကိုယ့်ရဲ့ comfort zone ထဲကနေထွက်ရဲဖို့ပါပဲမိတ်ဆွေဒီနေ့ကစပြီး Can't Hurt Me လို့ကြွေးကြော်ပြီးတင်းရဲ့အတားဆီးတွေကိုကြော်ဖြတ်ကြည့်ပါတင်ရောကို40% မှတင်ရပ်နေမိပြီလား comment မှာရေးခဲ့ပါအောင်နော်ဗီဒီယိုကိုကြိုက်တဲ့ရင် subscribe လုပ်ဖို့မမေ့နဲ့အောင်နော် note video မှာပြန်တွေ့ကြမယ် stay hard